အားဒါကလေးလေးဆိုရင်သူကမျက်နှာလေးစိတ်တန်လေးနော်ဒီမျက်နှာလေးစိတ်တန်လေးရဆိုရင်မျက်နှာအရေးစားဖြစ်တာတွေတရွေတွတ်နာတွေအတွက်လည်းသူကတုံးလို့အရန်နဲ့မှအဆင်ပြေတယ်ဒီစိတ်တန်လေးကစိတ်တန်ဘူးလေးကသူကမျက်နှာမှာဝက်ဆန်တင်းတဲ့အမဲဆက်ဖြစ်တာတွေနောက်ပြီးတော့ဝက်ဆန်တင်းတဲ့အမဲဆက်တွေတရေတွတ်နာအဓိကတော့နော်အသက်30ကျော်လို့တရေတွတ်နာတွေအတွက်အဓိကသူကအားတာဒီမှာအားလုံးပေါင်းဒီထဲမှာဆိုရင်ဒီမှာဆိုရင်ဒီမှာဘယ်လိုပါမလဲဆိုတော့အားလုံးပေါင်းဒီအားကြတော့ဒါအခမဲ့တောင်းထားတဲ့ဘူးလေးပေါ့နော်အခမဲ့တောင်းနှစ်ဘူးဒီအားကြတော့နှစ်ဘူးဝယ်နှစ်ဘူးလက်ဆောင်ရတယ်ဒါကတော့ဒီအား၄ဘူးတော့အခမဲ့ရလိုက်တယ်ပေါ့နော်နှစ်ဘူးဝယ်နှစ်ဘူးလက်ဆောင်ရတာအောင်မှာအားလုံးပေါင်း၄ဘူးကိုဒီက120ပတ်လေးနဲ့ရနေပါတယ်လူချင်းတဲ့တရေရှင်ဒီကမှာရှင်းလေးရှာပေးထားတယ်နော်ဒီရှင်းလေးမှာနှိပ်ပြီးကိုလေးရတယ်သူကမျက်နှာအရေးချောင်းဖြစ်တာတွေတရေတွန်းနာတွေအတွက်အဓိကအားသာကျဲပေါ့နော်စေတံလေးလိမ့်ပြီးရတယ်ကိုကမျက်နှာလေးကသူ့အလိုလိုပြောင်းလဲလဲလေးဖြစ်နေတာပေါ့နော်ဒီမှာနှစ်ဘူးဝယ်နှစ်ဘူးဖီးရတယ်သူရဲ့စေတံလေးလည်းအထဲမှာကြတော့ဒီခါပြမယ်နော်စေတံဘူးလေးပါဒီမှာသူကကြတော့ဒီလိုမျိုးဘူးလေးရဆိုရင်80ရလေးနော်ဒီလိုမျိုးဘူးလေးဘူးဝိုင်းလေးထဲမှာတဘူးမှာဆိုလို့ရှိရင်သူ့ရဲ့အထဲမှာဒီစေတံဘူးလေးရဲ့အထဲမှာဟိုကကြတော့အားလုံးပေါင်းအလုံး30ပါတယ်ပေါ့နော်အလုံး30ပါတယ်ကိုကညနေပိုင်းလိမ့်မယ်ဆိုရင်တစ်လုံးပေါ့နော်ကိုတခါလဲရင်ဒီမှာသူကဒီထိတ်လေးမှာနော်ကက်ကြီးလေးနဲ့ဒီနားမှာလေးကက်ကြီးလေးနဲ့ညှက်ဖောက်လိုက်ညှက်ဖောက်ပြီးမှဒီမှာတစ်ဆက်ဒီမှာတစ်ဆက်အဲ့လိုမျိုးလေးလိမ့်မျက်နှာလေးကလေးပြောင်းလဲပြီးသူကဒီလိုအသားလေးပဲပုတ်လိုက်ရနော်အစီလေးသူ့ရဲ့ထဲကကြတော့စေတံဆိုတော့အစီလေးပေါ့နော်အဲ့ဒါလေးကိုသူကအလုံး30ပါတယ်အလုံး30တပူးမှာအလုံး30ပါတယ်တနေ့တစ်လုံးလဲရင်တလားစာပေါ့နော်တလားစာလုံး30ပါတယ်ဘူးလေးကိုဒီလိုမျိုးသူကကြတော့ဒီမှာနှစ်ဘူးဝယ်နှစ်ဘူးဖီးရပါတယ်နှစ်ဘူးဝယ်နှစ်ဘူးဖီးရနေအောင်မှာအားလုံးပေါင်း၄ဘူးကိုမှ120ပတ်လေးနဲ့လိုချင်နေဆိုရင်ရှင်းလေးမှနှိပ်ဝယ်တာပါဒီကတော့ဒီကအခမဲ့ရထားတဲ့ပစ္စည်းလေးပါမဲ့ပစ္စည်း၄ဘူးနှစ်ဘူးဝယ်နှစ်ဘူးတောင်မှ၄ဘူးတောင်မှအခမဲ့ပို့လာလို့ပြောပါတယ်အရင်ကမှကျေးဇူးတင်ပါတယ်လိုချင်တဲ့တယ်လီရှင်ရှင်းလေးမှချထားလိုက်မယ်နော်မြန်မြန်လေးဝင်ဝယ်ထားလိုက်ပါ